ခုဆိုလို့ရှိရင်6နှစ်ကလေးကနေစပြီးတော့မှပေါ့နော် HPV vaccine ထိုးရပါတယ်မင်္ဂလာပါ Wellness Podcast with ဒေါက်တာငိမ့်မှကြိုဆိုပါရစေ။ဒါကတော့ဒီဒေါက်တာငိမ့်ဂျိုရာ channel ရဲ့ပထမဆုံး Wellness Podcast လေးပေါ့နော်။အဲ့တော့ဒီနေ့ Podcast လေးမှာဘာကြောင့်ဒေါက်တာအဓိကပြောချင်လဲဆိုလို့ရှိရင်မျိုးသမီးကျန်းမာရေးနဲ့ပတ်သက်တဲ့အကြောင်းအရာလေးတွေကိုဆွေးနွေးပေးသွားမှာဖြစ်ပါတယ်။ဒေါက်တာကတော့ nutritionist ဒေါက်တာအာဟာရဆိုင်ရာအထူးကုတူဦးပါ။အခုချိန်မှာဆိုရင်တနာချ courses ဆိုတဲ့ nutrition courses တွေသင်တန်းတွေကိုလည်းဖွင့်လှစ်ထားပြီးတော့ wellness consultant အနေနဲ့လည်းလုပ်ကိုင်နေပါတယ်။အဲ့တော့ဒီနေ့မှာကအမျိုးသမီးတိုင်းရဲ့နေ့စဉ်ဘဝမှာ view site တဲ့အခြေခံကျန်းမာရေးအကြောင်းလေးတွေကိုပြပြပေးသွားမှာဖြစ်တယ်။ဒီအမျိုးသမီးကျန်းမာရေးဆိုတဲ့အခါမှာရာသီလာတာနောက်ပြီးတော့ဟော်မုန်းညီမျှမှုနောက်ပြီးတော့စိတ်ဖိစီးမှုနောက်ပြီးလို့ရှိရင်ကိုဝင်တားတဲ့နီလန်းတွေဒီအကြောင်းတွေနဲ့ပတ်သက်ပြီးတော့ရှိရင်နားလည်အောင်ရှင်းပြပေးသွားမှာမလို့ podcast လေးကိုရေးစင်းနားထောင်လိုက်တော့နော်။အဲ့တော့ main ကလေးဆိုတာဖြစ်လာပြီဆိုတာနဲ့ပထမဆုံးကြုံတွေ့ရတာတော့ရာသီလာတာဖြစ်ပါတယ်။အဲ့တော့ရာသီလာတဲ့ခါမှာဆိုရင် menstrual cycle လို့ခေါ်တဲ့ရာသီစက်ဝန်းပေါ့နော်ဒီအကြောင်းလေးကိုပြပြချင်ပါတယ်။အဲ့တော့ပထမရာသီစက်ဝန်းက21ရက်ကနေပြီးတော့မှ35ရက်အတွင်းရှိတယ်။ရာသီသွေးဆင်းတာကတော့2ရက်ကနေ9ရက်ထိကြာတတ်တယ်။အဲ့တော့ဒါမူမမှန်နဲ့ဆိုတာဘလို့ချင်းနေမှာမူမမှန်လို့ပြောလို့ရလဲဆိုရင်ရာသီလာတဲ့ခါမှာအလွန်အမင်းကြိုက်ခဲတာပေါ့နော် dysmenorrhea ပေါ့ဒါပေမဲ့ပုံမှန်ဆိုရင်တော့ကြိုက်ခဲတဲ့လေးရှိပါတယ်ဒါပေမဲ့အရင်အလွန်ကြုံကြီးကြိုက်ခဲမှာပါဒါမှမဟုတ်လို့ရှိရင်3လလောက်ကြောတဲ့အထိရာသီမလာပေါ့ amenorrhea လို့ခေါ်တယ်ဒါမျိုးဆိုရင်ကျတော့ဟော်မုန်းမညီမျှလို့ဖြစ်တတ်တယ်ကိုဝင်ရှိတာကြောင့်လည်းဖြစ်တတ်ပါတယ်ဒါပေမဲ့ကိုဝင်ရှိတာမဟုတ်ဘူးဆိုရင်တော့ဟော်မုန်းမညီမျှတာအလုံးတွေပိုင်းများဖြစ်နေလားပေါ့ဒါမျိုးတွေကြောင့်မလို့လည်းဖြစ်တတ်ပါတယ်အဲ့တော့သွေးဆင်းတာများတာ menorrhagia ပေါ့ဒီလိုမျိုးရာသီအရန်လာတာမလာတာနောက်ပြီးတော့ရှိရင်ရာသီလာတဲ့အချိန်မှာအရန်ကြိုက်ခဲတာဒါမျိုးတွေအတွက်ဆိုလို့ရှိရင်တော့သက်ဆိုင်ရာ OG နဲ့ပြသင့်ပါတယ်အဲ့တော့တချို့မိန်းကလေးတွေမှာဆိုလို့ရှိရင်ဒီရာသီလာတဲ့အတွက်ကြောင့်လို့ဘိုက်အောင်လုံးလို့ကြောင်းပြဲရတာအလုပ်ပြဲရတာဒါမျိုးတွေရှိတတ်တယ်ပေါ့နော်အဲ့တော့ဒီချိန်တွေမှာဆိုရင်ဒါက endometriosis ဆိုတဲ့တိမ်အတွင်းမှာအချွဲတွေများတဲ့ဒီယောဂလက္ခဏာကြောင့်လည်းဖြစ်နိုင်တာမလို့ view site ဖို့လိုအပ်ပါတယ်တကယ်လို့မိမိကအရန်နာလို့ရှင်တော့ OG နဲ့ပြလိုက်ပြီးတော့မှ ultrasound ရိုက်ကြည့်လို့အထက်မှာဘာမှမရှိဘူးဆိုလို့ရှင်တော့ဒါမိမိရာသီလာတဲ့အချိန်မှာဆိုလို့ရှိရင်ကြိုက်တာခဲအောင်တက်အောင်လို့ရင်နွေးရည်လေးကတ်မယ်နောက်ပြီးတော့ချင်းပြုတ်ရည်လေးတောက်မယ်နောက်ပြီးရင် broad wine လိုမျိုးလဲပေါ့နော်ဝိုင်နီလဲတောက်လို့ရတယ်နောက်ပြီးတော့ကိုရာသီလာမဲ့ရက်လေးကိုတိကျမှတ်ထားပြီးတော့ဒီအချိန်မှာဆိုရင်တော့ကိုကပို့ပြီးတော့မှပေါ့နော် lifestyle ကိုဒီအချိန်မှာယောဂလေးလုပ်ပေးမယ် pre menstruation ယောဂဆိုပြီးတော့မှရှိပါတယ်ယောဂလေးလုပ်ပေးမယ်ကိုလည်းလှုပ်ရှားမှုပေါ့ဖြစ်ဖြစ်သက်သက်ကိုလည်းလှုပ်ရှားမှုလေးလုပ်ပေးမယ်နောက်ပြီးတော့ဒီရင်နွေးရည်လေးတွေစောင်းထားမယ်နောက်ပြီးရင်ဒီပြုတ်စီလေးလူပေးမယ်ဒီလိုမျိုးလေးလုပ်ပေးခြင်းအပြင်ရာသီလာတဲ့ချိန်မှာအလွန်မင်းကြိုက်ခဲတာကိုသက်သာစေနိုင်ပါတယ်ဒီကတော့ငယ်တုန်းမှာဒါမှမဟုတ်လို့ရှင်လည်းပေါ့နော်အသက်ပေါ့နော်20ကျော်30လောက်မှာအရင်ကြိုက်ခဲနေရဆိုရင်တော့ဒီဆရာဝန်နဲ့အရင်သွားပြပြီးတော့မှ ultrasound ရိုက်ကြည့်တာကစိတ်ချရဆုံးပါပဲတကယ်လို့ဘာမှမရှိဘူးဆိုလို့ရှင်တော့ကိုကအိမ်မှာနေပြီးတော့မှ home remedy လေးနဲ့ပဲပေါ့နော်ပို့ပြီးတော့သက်သာအောင်ဖြစ်စေမဲ့ routine လေးတွေနဲ့ဒါအမြဲတမ်းထိမ့်သိမ်းသွားပေးလို့ရှင်လည်းရပါတယ်အဲ့တော့ဟော်မုန်းမညီမျှမှုပေါ့နော်ဟော်မုန်းဆိုတာကခန္ဓာကိုယ်ထဲမှာသူတို့တွေကကိုယ်လက်လှုပ်ရှားမှုဆိုလို့ရှိရင် physical movement ပေါ့နော်ဟော်မုန်းတွေကကြတော့ chemical reaction တွေပေါ့နော်ဟော်မုန်းတွေကခန္ဓာကိုယ်အတွက်ဆိုလို့ရှိရင်အရန်ကိုပဲအရေးကြီးတယ်အဲ့တော့မိန်းမတွေမှာဆိုရင်ကဘာပိုလာလဲဆိုတော့ယောက်ျားတွေဘာပိုလာလဲဆိုတော့အမျိုးသမီးဟော်မုန်းတွေမညီမျှဘူးဆိုလို့ရှိရင်တခြားဟော်မုန်းတွေအလုံးလုံးမှုတွေကိုထိခိုက်မယ်ဒါမှမဟုတ်လို့တခြားဟော်မုန်းတွေအလုံးလုံးတာမညီမျှဘူးဆိုရင်ကိုယ့်ရဲ့အမျိုးသမီးဟော်မုန်းတွေကိုလာပြီးတော့မှထိခိုက်မယ်ပေါ့နော်အဲ့ချိန်မှာဆိုရင်ဟော်မုန်းမညီမျှတာတွေကိုခံစားရတတ်တယ်ဟော်မုန်းမညီမျှဘူးဆိုတာကခန္ဓာကိုယ်ထဲမှာဆိုရင် estrogen နဲ့ progesterone ဆိုတဲ့ဟော်မုန်းတွေပေါ်မှာမူတည်တယ်အဲ့တော့ဒီ PCOS ဆိုတဲ့ဟာပေါ့နော် PCOS polycystic ovary syndrome ဆိုတဲ့ရာသီမမှန်တော့သူက testosterone များမယ်အမွှေးမြင့်တွေထူလာတာဝက်ချန်တွေထွက်လာတာအမျိုးသမီးမဆန်တော့တာပေါ့နော်နောက်ပြီးရင်သွေးဆုံးကိုင်းတာဆိုရင် menopause ဒီလိုဆိုရင်ချွေးတွေအရင်ထွက်တာ hot flash ပေါ့နော်နောက်ပြီးရင်စိတ်အတက်ကြမြန်တာမှုဆွေးနေမြန်တာဒီလိုမျိုးခြေနေဆိုလို့ရှိရင်တော့ဟော်မုန်းဆေးတွေတောက်ရပါမယ်ဟော်မုန်းဆေးတောက်တဲ့ခါမှာတော့ကိုစိတ်တိုင်းကြတောက်တာမျိုးမဟုတ်ဘဲနဲ့ဆရာဝန်ရဲ့ညွှန်ကြားမှုကိုခံယူပြီးတော့မှတောက်ရပါမယ်အဲ့တော့အသက်40ကျော်အမျိုးသမီးတွေမှာဆိုလို့ရှိရင် menopause နဲ့အတူတူရိုးပွားယောဂ osteoporosis တွေကိုလည်းကာကွယ်ဖို့အတွက်ဆိုရင် calcium နဲ့ vitamin D ကိုပြေဝစွာတောက်သုံးပေးဖို့လိုအပ်ပါတယ်အဲ့တော့နောက်ချက်အနေနဲ့ဆိုရင်အမျိုးသမီးတွေအနေနဲ့စိတ်ကျန်းမာရေးကလည်းအရေးကြီးပါတယ်အဲ့တော့အမျိုးသမီးတွေမှာဆိုရင်စိတ်ဖိစီးမှုပေါ့နော် stress တွေပူပန်မှု anxiety တွေပိုပြီးတော့မှဖြစ်တတ်ပါတယ်အဲ့တော့ဒီလိုမျိုးရဲ့လက္ခဏာတွေဆိုလို့ရှိရင်အိမ်မပျော်တာစိတ်တိုလွယ်တာဒီလိုမျိုးတွေဖြစ်နေပြီဆိုလို့ရှိရင်ဘယ်လိုမျိုး relief ဖြစ်အောင်လုပ်ရမလဲဆို
တော့တနေ့မှာ15မိနစ်လောက်ယောဂကျင့်ပေးပါဒါမှမဟုတ်လို့ရှိရင် workout ပေါ့နော်ဒါလေးလုပ်ပေးပါနောက်ပြီးလို့ရှိရင်ကိုယ့်ရဲ့မိတ်ဆွေတငယ်ချင်းအပေါင်းအသင်းမိသားစုနဲ့ family time quality time ပေးပါနောက်ပြီးတော့အစားအသောက်တွေကိုယူဆိုင်ပေးရပါမယ်အရန်ချိုတာတွေအစီအရန်များတာတွေဒါမျိုးတွေကိုမစားခြင်းအပြင်ကျန်းမာပြီးတော့မှ balance ဖြစ်တဲ့ဒိုင်ရက်လေးတွေကိုစားပေးခြင်းဖြင့်ဒီလိုမျိုးစိတ်ကျန်းမာရေးနဲ့ပတ်သက်တဲ့ဟာကိုလျှော့ချပေးနိုင်ပါတယ်နောက်ထပ်အရေးကြီးတဲ့တည်ထားမဲ့တစ်ခုကတော့ဘာလဲဆိုရင်သဟင်ကောင်းကင်ဆာပဲဖြစ်ပါတယ်သဟင်ကောင်းကင်ဆာဆိုလို့ရှိရင်90%ကျော်က HPV Human Papilloma Virus ဆိုတဲ့အားကြောင့်မလို့ဖြစ်ပါတယ်အဲ့တော့ HPV ကဘယ်လိုကူးလဲဆိုရင်နေဆက်ဆန်ခြင်းကနေပြီးတော့မှအဓိကကူးစက်ပါတယ်အားကြောင့်မလို့အရေးပြားခြင်းထိတွေ့မှုကနေလည်းကူးနိုင်ပါတယ်အဲ့တော့ HPV ပိုးရှိတိုင်းကင်ဆာအမြဲဖြစ်နိုင်လား HPV ပိုးရှိတိုင်းကင်ဆာအမြဲဖြစ်နိုင်တယ်လို့ပြောတာမဟုတ်ပါဘူးပိုးရဲ့အမျိုးအစားက100ကျော်ရှိပြီးတော့မှအမျိုးအစား16နဲ့18ကသာလျှင်ကင်ဆာအများဆုံးဖြစ်နိုင်ပါတယ်အဲ့တော့ HPV ပိုးကတော့ပုံမှန်ဆိုရင်တလင်းတမများစနစ်မှာတော့သိပြီးတော့မှမတွေ့ရအောင်ပေါ့နော်နင်းဆက်ဆံပုံများတာတွေအချိန်မှာဆိုရင်တော့ HPV ပိုးကပို့ပြီးတော့မှတွေ့နိုင်ခြေပို့ပြီးတော့များပါတယ်သဟင်ကောင်းကင်ဆာကအစောပိုင်းမှာဆိုရင်သူကလက္ခဏာမပြတတ်ဘူးအဲ့တော့စောစောစီးစီးစစ်ဆေးဖို့ကအရေးကြီးတယ်နောက်ပြီးတော့အခုဆိုလို့ရှိရင်6နှစ်ကလေးကနေစပြီးတော့မှပေါ့နော် HPV vaccine ထိုးရပါတယ်အဲ့တော့ကိုကမနောက်ကျသေးဘူးဆိုရင်တော့ဒီ16စက္ကန့်မှလည်းထိုးလို့ရပါတယ်သူကတော့အဓိကအဖြစ်စပြီးတော့ sexual intercourse ပေါ့နော်နင်းဆက်ဆံမှုမရှိသေးခင်အချိန်ထိကကိုကအပြိုကြီးဖြစ်တယ်ဆိုလို့ရှိရင်လည်းထိုးလို့မိပါသေးတယ်အဲ့တော့သတိထားမဲ့ချက်တွေကပါလဲဆိုတော့ပုံမှန်မဟုတ်ဘဲနဲ့သွေးစင်းတာနောက်ပြီးလို့ရှိရင်အနှံ့ဆိုးတွေအဖြူစင်းတာများတာအဖြူစင်းတာကတစ်နေ့ကိုဒီကွိုင်းစီတစ်စစ်စာလောက်တော့စင်းတာပုံမှန်ပါပဲအဖြူစင်းတာအရန်ဒီကွိုင်းစီတစ်စစ်စာထက်ကိုအများကြီးပိုစင်းတယ်တောက်လျှောက်စင်းတယ်ဆိုတော့ဒါအဖြူစင်းတာများတယ်လို့ပြောနိုင်ပါတယ်အဲ့တော့ဒီမစုံရိုးတွေနာကျင်တာနောက်ပြီးတော့စီးသွားရခတ်တာပေါ့နော်ဒီလိုမျိုးတွေရှိတယ်ဆိုလို့ရှိရင်တော့စပြီးတော့မှ OG နဲ့တိုင်ပင်ပြီးလို့ရှိရင်စပြီးတော့မှစစ်ဆေးတင်ပါပြီအဲ့တော့သဟင်ကောင်းကင်ဆာဟိုဘယ်လိုကာကွယ်ကြမလဲဆိုလို့ရှိရင်ကာကွယ်ဆေးထိုးမယ် HPV vaccine ထိုးမယ်သူကအသက်6နှစ်ကနေ45နှစ်အတွင်းထိုးနိုင်တယ်နောက်ပြီးတော့အထက်ရောက်ဆုံးအရွယ်ကတော့17စနစ်ပေါ့နော်လင်းဆက်ဆံမှုမစားသေးတဲ့အချိန်မှာထိုးတာတော့အထက်ရောက်ဆုံးပဲအဲ့တော့ဆေးမျိုးစားကတော့ Gardasil HPV 6 11 16 18နဲ့နောက်ပြီးတော့ Cervarix ဆိုတဲ့ဆေးတွေပဲဖြစ်ပါတယ်အဲ့တော့ Pap smear ဆိုတာကိုပေါ့လူတိုင်းကြားဘူးကြမှာပါဒါကိုဘယ်ချိန်မှာယူသင့်လဲဆိုအသက်21ကနေ65တွင်းရှိတဲ့အမျိုးသမီးတိုင်းစစ်ဆေးသင့်ပါတယ်အဲ့တော့လင်းဆက်ဆံမဲ့ကိစ္စမှာပေါ့နော်ကွန်ဒုံးသုံးတာဒါမှမဟုတ်ရဲ့ဒီပေါ့တလင်တန်များစနစ်ပေါ့နော်လင်းဆက်ဆံတာကိုတလင်တန်များစနစ်နဲ့ပဲဆက်ဆံတာပေါ့ဒီလိုမျိုးဆိုလို့ရှိရင်တော့ cervical cancer သဟင်ကောင်းကင်ဆာဖြစ်နိုင်ခြေကတော့မရှိပါဘူးအဲ့တော့အခုကြည့်နေတဲ့သူလေးတွေထဲမှာရောသဟင်ကောင်းကင်ဆာကာဝယ်ဆေးထိုးပြီးကြပြီလားနောက်ပြီးတော့ Pap smear ယူတာကလည်းဒီနာကျင်တဲ့ကိစ္စတော့မဟုတ်ဘူးပေါ့နော်သူကတော့အမျိုးသမီးတိုင်းယူသင့်တဲ့ကိစ္စပဲအရင်နာကျင်တဲ့ကိစ္စတော့မဟုတ်ပါဘူးနောက်ပြီးလို့ရှိရင်ဟော်မုန်းမမှန်နဲ့မညီမျှတာတွေခံစားနေရသလားဒါလေးတွေကိုဒီ podcast လေးကနေပြီးတော့မှတည်သွားပြီဖြစ်တဲ့အတွက်ကြောင့်မလို့ကိုယ့်ရဲ့အသိမိတ်ဆွေတွေလည်းတည်အောင်လို့ဒီ podcast လေးကိုလည်း sharing လုပ်ပေးခဲ့ပါဦးနောက်ထပ်ဗီဒီယိုလေးမှာပြန်တွေ့ကြမယ်